ဒီတချင်းလေးကိုတောင်းထားတဲ့ညီလေးရညီเนาะဒီတချင်းလေးကိုတောင်းထားတာပါเนาะဒီချင်းကိုတောင်းထားတဲ့ညီလေးရဲ့နာမည်ကတော့စင်ကိုလေးဖြစ်ပါတယ်သူကတောင်းထားတာပါအကိုရဲ့တဲ့တချင်းလေးစူပရီမလားလေเนาะเนาะတက်ဆိုင်သူတို့ပါလေတချင်းလေးနာမည်လေးရတော့ဒီတချင်းလေးကြားချင်းပြန်လာပါဒီလိုပြောထွက်ခဲ့ဘူးကွာလူကြတဲ့အော်ဟင်းငါကိုကွာစုပုံပြီးမင်းထွက်ပွားတစ်ခါလောက်လဲမကြည့်ပါကြရင်သူကော်ဖီဆိုင်ထဲမှာမာနာချင်းပြန်ကြတဲ့ပွဲမှာဘယ်သူမှလည်းမနိုင်တော့ဆုံးနေတာအိမ်ပြန်ရင်လမ်းလျှောက်မှာငါရဲ့တွေ့နေဝါနဲ့လာချစ်ဆုံးရင်မင်းလို့ရတဲ့ဟာဒီလိုနဲ့ဝေးရအောင်တန်ရင်လားဒီလိုနဲ့ပြည့်ရအောင်တန်ပါမလားဘာမှလည်းမဟုတ်တဲ့ပြဿနာလေးတစ်ခုကြောင့်ကွာတို့နေရောက်လမ်းခွဲရမှန်လားကြာစင်သိခံမဲ့တို့ရဲ့ပြဿနာခေါ်ချင်းရင်ကြောခိုင်နေရလူတွေလဲကြုံရကြောလို့ပေးပါကူညီပေးခဲ့ရင်ကျေးဇူးဆက်မှာပါဒီချင်းလေးကြာချင်းပြန်ခဲ့ကွာဒီချင်းလေးမဆုံးလေးပြန်လာပါ